ဒီနေ့ကတော့သမီးလေးကြောင့်ပြည့်ရမှုကျမတို့တာမီနေအောင်မနေ့7 နာရီမှာအိယာကနိုးပါတယ်ရှင်အိယာကနိုးချင်းမှာပဲမနေ့စာနေနေ့လည်စာအတွက်ကိုအိမ်မှာရှိရလေးတွေလည်းပြင်ဆင်ချက်ပြုတ်ဖြစ်ပါတယ်ရှင်ပထမဦးဆုံးပြင်ပွဲလေးကတော့ကြောက်လို့မဆလာချက်ဖြစ်ပြီးတော့ရုံးရည်တွေနဲ့အရင်ကြောင့်လေးတွေကိုလည်းချင်းဆက်တဲ့ဘွဲထပ်ချက်လိုက်ပါတယ်ရှင်ပြီးတာနဲ့အိမ်လန်ချင်းလုပ်ပြီးတော့အမိုက်လေးတွေထုတ်ပါတယ်ရှင်နေ့စဉ်7 နာရီလောက်မှာတော့မမဖောင်ကိုရေရှူးပြီးဖို့ပြင်ဆင်ဖြစ်ပါတယ်ရှင်။အဝတ်လျှော်ဖို့အတွက်အဝတ်လေးတွေကိုစက်ပြရည်ကြိုပြီးစိတ်ထားဖြစ်ပါတယ်ရှင်။ဒီလိုရွက်လေးတွေကိုလည်းညနေစာအတွက်ကြိုပြီးတော့ရေလေးစိတ်ထားဖြစ်ပါတယ်ရှင်။နေ့လယ်7 ခွဲလောက်မှာတော့ကာမီနီယာလက်စာနဲ့နေ့လယ်စာပေါင်းပြီးတော့စားဖြစ်ပါတယ်ရှင်။မမဖောင်ကတော့နင်းတဲ့အတိုင်းနဲ့ပလုတ်ပလောင်အဝသေးပါတယ်ရှင်။တိုက်စားနေပေါ့ထမင်းစားတောက်ပြီးတော့မမဖောင်ကိုတီဗီခဏပြထားပါလေရှင်မမဖောင်တီဗီကြည့်နေတော့မှတော့ကျမကတော့မနေ့ကပူရမယ်အင်ဂျင်လေးတွေကိုမီးပူတိုက်ဖို့ပြင်ဆင်ပါလေရှင်ဒါကတော့မီးပူတိုက်ပြီးအနေထားလေးပါရှင်အဲ့ဒါပြီးတာနဲ့စောစောလုံးကစက်ပြရည်စိတ်ထားတဲ့အဝတ်တွေကိုချော်ဖို့ပါတယ်ရှင်ဒါကတော့ကျမရဲ့နေ့တစ်ပိုင်းစာအလုပ်တာဝန်တွေပဲဖြစ်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်